ဝိရှုံနေတယ်ဆိုပေမဲ့အငဲစိတ်တို့ကိုခန္ဓာမသက်တာဖြစ်နေရတာလားဒါဟာကိုခန္ဓာမှာစွမ်းရည်မလုံလောက်နေတဲ့လက္ခဏာဖြစ်ပြီးဝိရှော့နေမှရွေးတဲ့အခါမကြာခဏဖြစ်တတ်တဲ့အကျိုးဆက်ပါနေ့စဉ်ဖက် capsule နှလုံးကိုချက်ချင်းအသုံးပြုပါလက်မောင်း1 byte ကျော်စတဲ့ဝိကြရခတ်တဲ့နေရာတွေမှာအထူးထိရောက်ပါတယ်44ရက်အကြာမှာလက်မောင်းတွေ့လာတာကိုတေချာခံစားရပြီး3-5 စင်တီမီတာလျော့သွားတာကပုံမှန်ပါပဲပါဝင်ပစ္စည်းများတရလုံခြုံစိတ်ချရဈေးထွက်ဆိုးကျိုးမရှိဝိတ်ပြန်တက်လာမလားစိုးရင်စရာမလိုပါလက်မောင်းကြီးလို့ကိုမယုံကြည်နိုင်ပဲအဝတ်အစားဝေးရတာမလှဘူးလို့ခံစားနေရရင်ဒီနေ့ကစပြီး fit capsule ကိုစတင်အသုံးပြုလိုက်ပါလက်ရှိအထူး promotion ကြီး30အထိလျှော့သေး2ခုဝယ်1ခုလက်ဆောင်3ခုဝယ်2ခုလက်ဆောင်4ခုဝယ်3ခုလက်ဆောင်ဒီနေ့ promotion ကိုတင်ထားဖို့နဲ့တင့်အတွက်တင်းတော်တဲ့အသုံးပြုနည်းကိုအကြံပြုရအောင်အခုချက်ချင်း message ပို့လိုက်ပါ